အခု live မှာပေါ့နော်ရောကျူရပန်ဖနက်မှာမြန်မာနိုင်ငံအလံပါလို့ဆိုပြီးဝေဖန်အမှန်တကယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်အဲ့လောက်ကြီးမဝေဖန်သင့်ဘူးဗျမဝေဖန်သင့်ဘူးကရောကျူရပန်လို့ဆိုတော့မြန်မာနိုင်ငံအလံနဲ့လုံးဝပေါ်နေဆိုလို့ရှိရင်မြန်မာနိုင်ငံနဲ့အလံနဲ့အများတန်းတွဲပါတယ်ရောကျူရပန်ဆိုလို့ရှိရင်အိုးထုတ်မှာလဲမြန်မာနိုင်ငံအလံတက်တယ်အခု USA သူကလပ်မှာလဲမြန်မာနိုင်ငံအလံကိုအများတန်းမျက်နှိုးတယ်ရောကျူရပန်လို့ဆိုတော့အခုတော့လူတွေကမြန်မာနိုင်ငံအလံကိုဖနက်မှာကတ်တာပါညာအဲ့လိုဝေဖန်လို့ရှိရင်ရောကျူရပန်ဆိုလို့ရှိရင်အခုနောက်ဖိုးမဲ့ပွဲတွေစိတ်တကြသွားတယ်အခုခေတ်အမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်အဲ့လောက်ဒီဝေဖန်တင်လို့ထင်တယ်ဘာလို့လဲရောကျူရပန်လို့ဆိုမြန်မာနိုင်ငံအလံဒါမျက်နှိုးတယ်ဒါဆိုရင်လည်းသူလဲဒါပြောမှလို့ရှိရင်သူရှိတဲ့အလံကိုအမြဲတမ်းသူခဏပေါ်မှာမကွာအောင်သူထားတယ်အဲ့ဒါကြောင့်မလို့လေးစားတင်တယ်လို့ထင်တယ်သူဆိုလို့ရှိရင်အခုမြန်မာနိုင်ငံအလံကိုသူရှစ်တောင်းနဲ့တက်နင်းနေရတယ်မဟုတ်ဖနက်နဲ့တက်နင်းနေရတယ်မဟုတ်ဒါပေမဲ့သူရောကျူရပန်ကအခုမြန်မာနိုင်ငံအလံဆိုလို့ရှိရင်အခုအိုးထုံမာတွေရောအခုအိမ်ဒီမာတွေရောသူကမကွာဘူးကိုနဲ့မကွာအောင်ထားအမှန်တကယ်လေးစားတင်တယ်အဲ့လောက်ဒီမဝေဖန်တင်လို့တော့ထင်တယ်ဝေဖန်လိုက်လို့ရှိရင်လည်းဗျာအခုလိုမျိုးဒါရေးဝေဖန်မယ်ဆိုလို့ရှိရင်နောက်ထိုးမဲ့ပွဲတွေရောကျူရပန်စိတ်တကြသွားနိုင်ကဲဘယ်လိုပဲဖြစ်ဖြစ်အားပေးပါအခုရောကျူရပန်ဆိုတာလဲမြန်မာနိုင်ငံသားပဲသူလဲမြန်မာနိုင်ငံအလံကိုမလေးစားတာမှမဟုတ်တာမြန်မာနိုင်ငံအလံရှစ်လို့တောင်မှဘယ်နေရာပဲဖြစ်ဖြစ်သူ့မှာအများရန်ကတ်ထားနိုင်တယ်ကိုဆိုလို့ရှိရင်မြန်မာနိုင်ငံအလံကတ်ထားဖို့နေတာအဲ့လောက်လဲအခြေမရဘူးအဲ့လောက်ကြီးမဝေဖန်သင့်ပါမြန်မာနိုင်ငံမြန်မာရောကျူရပန်ဘောနော်ဒါဖြစ်တာလေးစားရလို့တော့ထင်ပါတယ်သူလက်တာလေးစားလို့ကတ်တာပေါ့နော်လဲဘယ်လိုပြောမလဲဆိုတော့မလေးစားတဲ့အနေနဲ့ကတ်တာမဟုတ်ပါဘူး